မင်းကိုဖေဖေပြောသားဘူးရဲ့မလားရှွန့်ပွက်သေးကိုနင်းနေဆိုရင်မင်းခြေတော့တင်နစ်မှာမဟုတ်မင်းဘဝတစ်ခုလုံးနစ်သွားမှာဂုံသိက္ခာမရှိတဲ့မျိုးရိုးတွေနဲ့ပေါင်းနေဆိုရင်မင်းဘဝဘယ်လိုလုပ်အယောင်တက်မှာလဲကွာ ဂုံသိက္ခာတွေရောရှုပ်ဘွက်တွေရောခြေရောက်ပြီးရတယ်အကျုပ်အဲ့ဒါတွေနားမလည်ဘူးတေသွားပြီးသားလူကိုဂတိပေးပြီးသားဖြစ်နေဒီကလေးလာဖို့တာရောမင်းကလေးယူလိုက် ဟာမယူပါဘူး ခင်ဗျားတို့ပြောတာသဘောပေါက်တယ်ငွေမော့နဲ့ငားနေကြမမီးကိုကျွန်တော်တယောက်တည်းဆုံးဖြတ်လို့လည်းမရသေးဘူးကျွန်တော်နဲ့တိုင်းများအောင်ပါအဲ့အတွက်ကျွန်တော်အချိန်တော့နည်းနည်းပြပါ နေဒီမှာဟိုလေးများတွေ့ ဘာကိစ္စနဲ့ရှိလဲနိုင်ကျော်ဆိုကိုင်းလားဟုတ်ကဲ့ကျွန်တော်ပါဟာအေးကျွန်တော်ကိုင်းကလေးလာပြီးတာမြတ်သားဖြူအောင်မွေးတာမွေးလာဖို့မလို့ကလေးကဒါငယ်နေတော့သူပြုစုနေရ6လလောက်ကြာသွားတယ်ကွာနိုးချင်းနိုးအမလေးဒါကိုလှုပ်ရှုပ်တာရော့ပဲတော့ပဲရော့မိကလေးရော့ယူတော့ခဏနေပါဗျာဟာကျွန်တော်အဲ့တော့စဉ်းစားနေတာအပေါင်းစဉ်းစားတာတော့ ဒီမှာပါမင်းဘာမှစဉ်းစားကြမဟုတ်တယ်မဟုတ်တာဖြေလိုက် တာဒီဘာရှုပ်ထားပြန်ပြီဒီမင်းကလေးနဲ့ပတ်သက်ပြီးမင်းဘာအတန်မှမကြားချင်လို့ပြောထားတယ်နော် ကဲပါမင်းကိုဖေဖေပြောသားဘူးရဲ့မလားရှွန့်ပွက်သေးကိုနင်းနေဆိုရင်မင်းခြေတော့တင်နစ်မှာမဟုတ်မင်းဘဝတစ်ခုလုံးနစ်သွားမှာဂုံသိက္ခာမရှိတဲ့မျိုးရိုးတွေနဲ့ပေါင်းနေဆိုရင်မင်းဘဝဘယ်လိုလုပ်အယောင်တက်မှာလဲကွာ ဂုံသိက္ခာတွေရောရှုပ်ဘွက်တွေရောခြေရောက်ပြီးရတယ်အကျုပ်အဲ့ဒါတွေနားမလည်ဘူးတေသွားပြီးသားလူကိုဂတိပေးပြီးသားဖြစ်နေဒီကလေးလာဖို့တာရော့မင်းကလေးယူလိုက် ဟာမယူပါဘူးကျမသားရဲ့ကလေးလို့ပြောရှင်ကဘာတက်တည်ပြနေလဲဟမ် ဟေးဖျားကြီးတက်စီဟာတက်စီဘာရှိမှာတော့အဲ့ဒီတော့ဒီကလေးရတော့ဒီမြတ်သားပြင်းနဲ့ကြုံနေနှစ်ယောက်တည်းရှိတာသူကသေသွားပြီဆိုတော့မရှိဘူးတက်စီကသူပဲရှိဘာမှမပြောတတ်ဘူးဟေးကောင်မင်းမြန်ခုနပြောနိုင်ကျော်ဆိုမြတ်သားပြူကပြောတယ်သူ့ယောက်ျားနိုင်ကျော်တဲ့အဲ့ဒါမင်းဟုတ်တယ်ဆိုဒါမင်းကလေးယူလိုက်ရော့ကျွဲတို့ရောက်ငါသွားเสียရှိတယ် မင်းခုချက်ထိမှန်တယ်မှားတယ်ဘာတစ်ခေါမှမပြောသေးပါလား ဒီလိုပြဿနာမျိုးတွေဖြစ်လာမှဆိုတာကြိုသိလို့ကျွန်တော်သူ့ကိုကြိုရှောင်ခဲ့တာဖေဒီကလေးကကျွန်တော်ကလေးမဟုတ်ဘူးဗျာ ဟဲ့ကောင်မြတ်သားပြူကသေချာမှားတယ်နိုင်ကျော်နဲ့ရတဲ့ကလေးငါသေချာမွေးလာတာကွာတို့ကမပေးနဲ့ငါသွားเสียရှိတယ်ရော့မင်းကမင်းယူပြီးငါပြန်မယ်ရော့ယူထားလိုက်ရော့မဟုတ်ဘူး ကဲကျမသားလေးကမဟုတ်ဘူးလို့ညင်းနေတယ်နော်ရှင်ဘာလို့ဇွတ်ပေးနေရ ။ပြောမဟုတ်ဆိုတာတကယ်မဟုတ်ဘူးညာ။အေးငါသုံးတာမင်းမယ်။မင်းသုံးတာတေးချဖြေ။ဒီကလေးကမင်းကလေးမဟုတ်ဘူးလား မဟုတ်ဘူး ။မဟုတ်ဘူးလား မဟုတ်ဘူးဗျာ ။ထပ်ဖြေ မဟုတ်ဘူးလို့ဖြေပြီးပြီဗျာ ။မဟုတ်မဟုတ်မင်းသုံးကပြည့်အောင်မဟုတ်ဘူးလို့မင်းဖြေရေးစမ်းဖြေစမ်း မဟုတ်ဘူးဗျာ ။နေငါသုံးကမင်းမင်းမဟုတ်ဘူးလို့ဖြေတယ်နော်။အေးတော်သားဖာမင်းတို့ကကလေးဘလောက်တနာကြကောင်းနေ။ငါဖေးတွေ့ရတာနဲ့ဖေးခေါ်ခွင့်မရဘူး။ငါကတော့သူ့ကိုဖေးခေါ်ခွင့်ပေးရမှာ။ မင်းတို့ကောင်လေးစီကိုငါနောက်အနှစ်20ကြာရင်ပြန်လာမယ်အဲ့ဒီအချိန်ကျရင်ဒီကလေးကမင်းတို့ကလေးလာလို့မင်းမဟုတ်ဘူးဆိုတဲ့စကားကိုဖြေနေအောင်အဲ့ဒီစကားကိုမင်းတို့အခုလေးကသိမ့်တာရှုံးဘွက်တွေဘာရှိအဖေရှိတယ်ကွာမင်းကအဖေသူကသဘောထားလိုက်တာဟေးမရှိတယ်မင်းရောငါအသက်ရှိအောင်ပိုးနေတယ် ကိုရတယ်ခလေးကိုမြို့သွားပို့တယ်ဆိုခလေးကြောင့်ပြန်ပါလာတာတော့ ခီးရောက်မစဲအဲ့ဒီမေကွန်မေးရင်ကျုပ်ဒေါသရတာထွန်းနေခမရကသတ်မိအောင်ပဲနေအောင်ဟာ ဒီတော့
တော်ကျုပ်ပေါ့ဗျာကိုရောက်တယ်တွေ့တယ်ကလေးအဖေကိုပေးတယ်အေးအားမငယ်နဲ့အဖေရှိတယ်မယူဘူးတယ်ဗျာ ရက်ဆက်လိုက်တာရုပ်ပါလိုက်တာဒါလူသိမ့်မရှိတာဗျ ဟုတ်ချစ်ပြီဂျာလေးကိုကျုပ်ပြောတာကြားပြီခင်ဗျဒေါသတွေထွက်နေဟုတ်လား ဟုတ်တယ် ကျုပ်ကအပြောခံရတာကျုပ်ကိုကြည့်ပြီးကျုပ်ကအပြောခံလိုက်ရတာအဲ့ပြောတဲ့လူကျုပ်ကမြင်နေရသေးတယ်ဘာမှလည်းပြန်လို့မရဘူးကျုပ်တတ်ချင်လိုက်တာဗျာဘာမှစဉ်းစားစရာမလိုရန်ကုန်မြို့ကတစ်သေး၃ယောက်နဲ့တောပါတယောက်လဲလိုက်တန်းနေဒီကောင်လူဖြစ်အောင်ကျုပ်ပွေးမယ်ဟုတ်တော့ကျုပ်လမ်းမှာစဉ်းစားသူ့နောင်ရဲသွေးလူတွေ ကောင်းတယ် ကျုပ်ဒီရွာကိုခုပြန်ရောက်ပြီကျုပ်ဒီနေ့ကဒီအချိန်ကစပြီးတော့ကျုပ်အရင်လိုရဲတင်မနေတော့ကျုပ်အလုပ်တွေပို့လုပ်မယ်ကျုပ်မလည်းခင်ဗျကျုပ်ကိုပြင်ပေးနော် ပြင်ပေးမယ်ဗျာ ဒီကောင်ကိုကျုပ်ပြုစုဒီကောင်ကိုပြိုးထောင်ကျုပ်ကဟိုမှာပြောခဲ့တယ်အဲ့သူတို့ညနောက်အနှစ်20ကြာရင်ပြန်လာမယ်အဲ့ဒီအချိန်ကြာရင်လေဒီကလေးဟာမင်းတို့ရဲ့တာမဟုတ်ဖူးဆိုတဲ့စကားကိုပြောနေအောင်အဲ့ဒီစကားကိုထိန်းထားလို့ကျုပ်ကြီးတော့ပြပြောတယ်ပြတယ်အဲ့တော့ဇက်နဲ့ပြောလို့ကျုပ်ဒီကောင်လူဖြစ်အောင်လို့ကျုပ်အလုပ်ပို့လုပ်မယ်အဲ့ချိန်ရှောင်းရတဲ့ထဲကတဝက်ဒီကောင်လေးကိုဝေးပေးရအောင်ခင်ဗျာကျုပ်ကိုလည်းကိုနေနော် ပြင်မယ်ဗျာ